မိတ်ဆန်ကလုပ်ပေးတဲ့ကိုနှစ်ပြ promotion တွေထဲမှာဒီတစ်ခါကတော့လုံးဝအကျန်းဆုံးပဲနော်အလူမီနီယံတကားတစ်ချက်ကိုအများဆုံး3,900ကျော်ကနေပြီးတော့အနည်းဆုံး9,000ထိတောင်မှတက်တာနိုင်ရခွင့်ရေးကြီးပါဒါလေးက2ရွက်စလိုက်88စီရီအထူက1မီလီရှိပြီးတော့ပေါင်ထူက3ခွဲပေါင်ထူနဲ့အယောင်နေတဲ့ကအခုလိုမျိုးကျုံးရောင်နဲ့ dark gray ရောင်ဆိုပြီးတော့2မျိုးရှိပြီးတော့3ပေပတ်လက်တစ်ချက်ကိုမူရင်းစိ2,3500ရှိတာကိုအခု promotion စိ1,6500နဲ့ပဲယူပေးပါဒါလေးကလည်း2ရွက်စလိုက်90စီရီ1.4အထူနဲ့ပေါင်ထူက3ခွဲ1ခွဲရှိပြီးဒီလို3ပေပတ်လက်တစ်ချက်လုံးကိုမူရင်းစိ4,900ရှိတာကို3သိန်းခွဲအတိနဲ့ပဲယူပေးပါရှင်ဒါလေးကလည်း2ရွက်စလိုက်မှန်သေးတဲ့ပေနဲ့88စီရီအထူက1မီလီလေးနဲ့ပေါင်ထူက3ခွဲပေါင်ထူရှိပြီးတော့အကျယ်3ပေအမြင့်4ပေတစ်ချက်ကို3,2500ကျတင်တာကိုအခု promotion စင်2,300ကျပ်နဲ့ပဲယူပေးပါရှင်ဒီတကားလေးကလည်းရင်စုံဖွင့်38စီရီကီဇူနာဘရန်1.2အထူနဲ့ပေါင်ထူကတလက်မခွဲတူလေးနဲ့3ပေပတ်လက်တစ်ချက်ကိုမူရင်းစင်4သိန်းကျော်ရှိတာကို2,8200နဲ့ပဲယူပေးပါရှင်ဒါလေးကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်လေးပါနော်ရင်စုံဖွင့်60စီရီ1.4အထူနဲ့ပေါင်ထူက2ခွဲပေါင်ထူနဲ့3ပေပတ်လက်တစ်ချက်ကိုမူရင်းစေး6,400ရှိတာကို4သိန်းခွဲအတိနဲ့ပဲမို့တစ်ချက်ကို1,900တောင်မှတက်တာလားနော်အများကြီးမရှိဘူးနော်6ချက်ပဲရှိတာမို့လို့မဝယ်မိလိုက်ဘူးဆိုလို့ရှိရင်လုံးဝနောက်ထပ်အကြီးရသွားမယ် promotion date လေးကလည်းဇူလိုင်လ20ရက်နေ့ကနေပြီးတော့25ရက်နေ့ထိပဲပေးထားတာမို့လို့ဒီလူငယ်တကားတွေကလူကြိုက်များတာဖြစ်တဲ့အတွက်အမြန်အပြေးလာဝယ်မှရမယ်နော်